ဆောင်မှုကောင်းလို့လက်စာတိုးရခဲ့တဲ့ David Rara အာဆင်နယ်ကိုသမား David Rara ကအာဂျီတာရဲ့အသင်းမှာအဓိကကစားသမားအဖြစ်သူ့ကိုယ်သူတည်ဆောက်နိုင်ခဲ့ပြီးတော့စွမ်းဆောင်မှုကောင်းလို့လက်စာတိုးခဲ့ရတယ်လို့ BBC သတင်းဌာနကဖော်ပြခဲ့ပါတယ်။အသက်30အရွယ်စပိန်ရက်ရေးစင်ကိုသမား Rara က2024နွေရာသီမှာ Brentford အသင်းကနေတရားဒီအငားနဲ့ပြောင်းရွှေ့လာခဲ့တာပါ။အာဆင်နယ်အသင်းက Rara ကို9ရက်ကပေါင်3သန်းပေးခဲ့ရပြီးတော့ရာသီကုန်မှာပေါင်28သန်းနဲ့အပြည့်သက်ခေါ်ယူမဲ့အချက်ကိုပါထပ်သွင်းခဲ့တာပါ။Rara ကအာဆင်နယ်အသင်းအတွက်စတင်ကစားခွင့်ရတဲ့အချိန်ကစပြီးတော့တည်ငြိမ်တဲ့လက်စွမ်းကိုပြသနိုင်ခဲ့တာကြောင့်လည်း2023-2024ရာသီကုန်မှာပဲအာဆင်နယ်အသင်းကသူ့ကို2028အထိတက်တန်းရှိတဲ့စာချုပ်တရက်နဲ့အပြည့်သက်ခေါ်ယူခဲ့ပါတယ်။အဲ့စာချုပ်မှာ Rara အနေနဲ့လက်ဆောင်ပြနိုင်ရင်လက်ဆောင်တိုးပေးမယ်ဆိုတဲ့အချက်ပါဝင်ဆောင်သိရပါတယ်။ Rara ဟာ Premier League မှာပြီးခဲ့တဲ့2023, 2024နဲ့2024-2025ရာသီဇက်တိုင်းကလစ်ရှစ်အများဆုံးရရှိအောင်ဆွမ်းဆောင်နိုင်ခဲ့တာကြောင့် Premier League ရွှေလက်အေးစုအကောင်းဆုံးကုသမားစုကိုရယူနိုင်ခဲ့ပါတယ်။ဒါကြောင့်လည်းအာဆင်နယ်အသင်းအနေနဲ့စာချုပ်ပါအချက်အလက်အရ Rara ကိုအခုအခါမှာလက်ဆောင်တိုးပေးခဲ့တာဖြစ်တယ်လို့ BBC ကဖော်ပြခဲ့ပါတယ်။ Rara ကအရင်ကအာဆင်နယ်အသင်းမှာတပတ်လက်စာပေါင်တသိန်းရရှိခဲ့ပြီးတော့အခုလက်စာတိုးပေးခဲ့တာကြောင့်တပတ်လက်စာပေါင်တသိန်းတိုးမြင့်ရရှိမှာဖြစ်ပြီးတော့ဘယ်လောက်ရတယ်ဆိုတာကိုတော့ BBC ကဖော်ပြခဲ့ခြင်းတော့မရှိသေးပါဘူး။ Rara ဟာဒီရာသီမှာ Premier League အမှတ်ပေးစရာကိုဦးဆောင်နေတဲ့အာဆင်နယ်အသင်းရဲ့လက်စွမ်းပြနေပြီးတော့ပေးကို3ကိုနဲ့ဂိုးပေးဟာအနည်းဆုံးကိုသမားအဖြစ်ရပ်တည်နေတာပါ။ဒီရာသီ Premier League ရှိစီရင်မှာ Rara က4ပွင့်နဲ့ဒုတိယနေရာမှာရပ်တည်နေပြီးတော့ထိပ်ဆုံးမှာတော့ Newcastle ကိုသမားနေပုတ်က9ပွင့်နဲ့ရပ်တည်နေတာပါ။ဒါပေမဲ့နေပုတ်က9ဂိုးအထိပေးချရပြီးတော့ Rara ကတော့3ဂိုးသာပေးချရတာပါ။